Xiaomi တစ်လုံးတော့ရှိပါတယ်ဗျာအစကျွန်တော်လဲ Xiaomi ကိုရမ်းကြိုက်တယ်ဆိုတာကျွန်တော် Android တွေလည်းရမ်းကြိုက်တယ်ဒီ Xiaomi ထဲမှာဆိုတော့ Xiaomi တို့ Samsung တို့ဆိုတော့ကျွန်တော်ရမ်းကြိုက်တယ်ဘာဖြစ်လို့ကြိုက်တယ်ဆိုရင်တော့သူ့မှာကင်မရာရမ်းကောင်းတယ် battery အားလည်းရမ်းခံတယ်အခုလက်ရှိကျွန်တော် iPhone သုံးနေတာဗျာ iPhone ကလောက်ရတာအဆင်ပြေတယ်ပြီးတော့ iPhone အသားကျတဲ့လူတယောက်ကို Android ပြန်သုံးဖို့အခါကျတော့နည်းနည်းတော့ short ရှိတာပေါ့အတိုင်းပတ်တယ်အခါကျတော့ကျွန်တော်လည်းမလဲပဲ iPhone ကိုပဲအသားကျနေတာဆိုတော့ iPhone ပဲသုံးနေလိုက်တာကိုလက်ရှိကျွန်တော်မှာ Xiaomi 15T Pro ပါနော်ဒီကောင်ကတော့912GB ပါအရောင်တွေကတော့ဒီကောင် brown color လားမသိဘူးmacho la ခေါ်မှတယ် mocho လား okay ဒီလိုရောင်ရှိပါတယ်နော်ကျွန်တော်အချောကလက်ရောင်ပုံစံပေါ့ဒီကောင်လေးရှိမယ်ပြီးတော့ထဲဝင်ပြပေးလိုက်မှာပါထဲရလဲလောင်းမရှယ်လှတယ်ရော16 RAM ကိုမှ912GB เนาะဒီကောင်လေးရှိမယ်ဒါသူ့မှာပါလဲဆိုတော့ဘူးပြီးစီဆုံးပါကာဘာကတော့3-4ခုပါမယ်ဘူးထဲမှာ charging ကြိုးရယ် original ကြိုးရယ် original plug ကောင်းရယ်ပါမှာပဲဆိုတော့ဒီကောင်ကတော့ကြည့်ရတာလည်းအရန်လှတယ်ပဲကျွန်တော်လည်းကြိုက်တယ်ကန်ရတာလည်းအဆင်ပြေတယ်ကင်မရာဆိုတော့လုံးဝ share ကြီးကင်မရာကျွန်တော်တို့ဒီဖုန်းရိုက်သမားတွေကြတော့ဖုန်းရောင်းသမားတွေကင်မရာရှိလုံးဝ share ကြီးဘယ်လောက်ပဲ zoom ကင်မရာ share ကြီး zoom စမ်းမလေးရှားနဲ့မြန်မာပြည်ထက် zoom လို့ရတယ်ဗျာဒီကောင်လေးတော့ရှိမယ်နော်ဒီကောင်ကတော့ဈေးကကျွန်တော်တင်ပေးမယ်ဗျာဈေးကအာမခံကတော့ဒီကောင်17လတော့ကျန်သေးတယ်နော်17လဆိုတော့တလကြော်လောက်ပဲသုံးထားတယ်ဒီကောင်အခုပေါက်ဈေးဆိုတော့2900 3000လောက်မသိဘူးအဲ့လောက်တော့ရှိမယ်2800 2900လောက်မသိဘူးဆိုတော့ကျွန်တော်ဒီကောင်ကိုဈေးတန်ဆုံးဈေးနဲ့ရောင်းပေးမယ်နော်ကဲယူမယ်ဆိုရင်ကျွန်တော်ဆက်သွယ်ပေးပါဗျဒီကောင်လေးရှိမယ်ဒါပေမဲ့ဒီတရက်နဲ့မှာတော့လာပြောတဲ့လူတော့ရှိတယ် Xiaomi 15T Pro နော်ဒါ Group ပဲလုံးနော်မလေးရှားလုံးမလေးရှား region နဲ့ဝင်ထားတာပါဒီမှာ912GB 12 RAM လုံးဝ share ကြိုက်တယ်ကျွန်တော်ကြိုက်တယ်ဘာလို့ကြိုက်တယ်ဆိုတော့ခိုင်းရတာအားလည်းခံတယ်ဗျမြန်မာပြည်မှာဆိုတာဒီခိုင်းကြည့်စမ်းအားလည်းခံတယ်ကင်မရာဆိုရန်ကောင်းတယ်ဆိုတော့နော် okay ယူမယ်ဆိုဆက်သွယ်ပေးပါ